လက်ချလေးပြဖို့အတွက်ငါပြေဖို့ကြောင်းရှာသူကြောင့်မလေးကောင်းလေးကိုလိုလိုပြန်ရောက်လာတော့မှပြပြောက်ဖို့တောင်းမယ်လို့တော့ရှိတော့ဘူးတောက်စီလုံးဝတော့ကိုငါပြင်ကိုထွက်တယ်လက်မတွေ့တဲ့တွေမြင်ကိုခက်တယ်ကောင်းလေးကိုဖက်ပြီးတော့ spin ကိုတက်တယ်တေးကြောင်းလေးပြန်ပေါ်လာတဲ့ရင်ကိုဟက်တဲ့ဝင်းတူတက်တယ်ကမလေးကိုပိုက်ဆိုင်ခဲ့ဘူးကြောင့်တွေးတာမြေပင်ငငယ်ရွယ်ရွယ်နဲ့ကောင်းလေးမင်းဘာလို့အလားတောင်းနေလဲမေးလာခဲ့ငါလေးစင်ရင်လို့တောင်းတယ်ငါလေးတဲ့ခွဲလို့တောင်းတယ်သူ့ကိုမပြောက်ဖို့ငါခွဲပိတ်တဲ့ခွဲတောင်းတယ်ငါလေးရန်လို့တောင်းတယ်ငါလေးဝနေလို့တောင်းတယ်ကောင်းစင်မျိုးမျိုးရှာချင်မင်းကိုမေးအောင်တောင်းငါလေးစင်ရင်လို့တောင်းတယ်ငါလေးတဲ့ခွဲလို့တောင်းတယ်သူ့ကိုမပြောက်ဖို့ငါခွဲပိတ်တဲ့ခွဲတောင်းတယ်ငါလေးရန်လို့တောင်းတယ်ငါလေးဝနေလို့တောင်းတယ်လို့ပဲတော့တော့ကိုဒီမင်းလာပါကြောင်းလေဒီဘက်ကလောကတဲ့ချစ်စစ်တီကတော့ကွယ်ပြောင်းနေစေအချက်ကဘွားကြီးတစ်ခုတင်နေလေဒီနေ့ကစပြီးကြတော့တင်ခဲ့သူမနဲ့တူနေဖို့လေတဲကအိမ်လေးကိုရှယ်ဆောက်ချင်ခဲ့မြတ်တာစစ်တိုင်းသာပြင်ရကျွန်တော်လည်းရက်ဆိုင်ကိုပဲရောက်ချင်မလဲသူမ station နဲ့ပူရွေးလိုက်တယ်ပြောလိုက်ရွေးတယ်ပြီးတူလေးကြိုက်တယ်ငါမစီမင်းကတူလေးကြိုက်ပဲလူမလိုက်တယ်မင်းငါရဲ့စချင်မဲ့ပြဿနာတွေကြောင့်တူဝေးလိုက်တယ်လုံးသားလေးကတတိယခဲ့တယ်ဆိုရင်တော့အကူဟောတွေပဲပူပေးလိုက်ငါလေးစင်ရင်လို့တောင်းတယ်ငါလေးတဲ့ခွဲလို့တောင်း